မြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးတော့ဟောထားတာရှိတယ်လူသေးပြီးလူပြန်ဖြစ်တာအလွန်နည်းတယ်လူသေးပြီးငရဲရောက်တာများတယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်လူသေးပြီးပြိတ္တဘဝရောက်သွားတာများတယ်သူဆိုတယ်နော်လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတော့အပယ်လေးပုံရောက်သွားတာတွေကပုံများတယ်သူဟောတယ်အဲ့တော့30ပုံတရားတွေဟာကျင်လဲနေတဲ့အထက်ပဲအရေးအတွက်အားဖြင့်ပြောမယ်ဆိုရင်လူပုံရောက်တဲ့တရားနည်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိတ်ကလဆိုတော့ထမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ဟောကြားထားတဲ့သုတ်တာရှိတယ်ရှုကလစ်စိတ်တာအဲ့ဒီထမိုးထုံကြီးယုကိစိတ်ထမိုးထုံကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတစ်ပေါက်ထဲပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကန်းမျက်စိမမြင်ရတဲ့စိတ်ဒီလက်ကြီးတစ်ကောင်မျက်စိမပါတဲ့လက်ကြီးတစ်ကောင်ဟာလေပင်လယ်အောက်ချမ်းပြေမှာလှည့်လည်သွားလာပြီးရမယံကမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ်အဲ့တော့အနှစ်တရာကြာမှသူကပင်လယ်မျက်နှာပြင်ပေါ်ရောက်လာတတ်တယ်အဲ့ဒီလက်ကမ်းကြီးတစ်ကောင်အနှစ်တရာကြာမှပင်လယ်ပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောချင်ရမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်ပေါ်ပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့လက်ရဲ့ခေါင်းနဲ့အန်ချဆွမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့စာထဲမှာမပါဘဲပဲပြောကြတာရှိတယ်ဗြဟ္မပြေကအတ္တဇင်လူပြေကအတ္တဇင်ချလိုက်အဖျားခြင်းသာထိပဲဆိုတာစာထဲတော့မပါခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမခဲနေခဲတော့လေလူဘဝဟာတန်ဖိုးရှိတဲ့ဘဝသိချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလိုတန်ဖိုးရှိတဲ့လူဘဝရလာတဲ့အခါမှာရတဲ့အနှစ်သာရတွေကဘာတွေလဲ